အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာမယ့်သင်ခန်းစာကတော့မာနမာနီဆိုတဲ့စာအုပ်ထဲကစာမျက်နှာ3ပဲဖြစ်ပါတယ်ဒီစာမျက်နှာ3မှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဖတ်ကြည့်မယ်ကျွန်တော်တို့အရှိတစ်ခေါက်ဆိုတော့ကြည့်ကြရအောင်နာမီရူငူနာမီရူပူမာနီဖာတိုမာဟာအာမာနီဖာတိုမာနာမာနီဖာတိုဟာပူမာနီဖာတိုဒူပူဆိုပြီးတော့ရှိပါတယ်ကျွန်တော်တို့စာလုံးပေါင်းလေးနဲ့ဖတ်ကြည့်မယ်နော်အာနာမော်အီမီရောဦးရူငေါ်ဦးငူနာမီရူငူနော်အာနာမော်အီမီရောဦးရူပေါ်ဦးပူနာမီရူပူမောအာမာနော်အီနီမာနီဖောအာဖာတောအိုတိုမောအာမာဟောအာဟာအောအာအာမာနီဖာတိုမာဟာအာမောအာမာနော်အီနီမာနီဖောအာဖာတောအိုတိုမောအာမာနော်အာနာမာနီဖာတိုမာနာမောအာမာနော်အီနီမာနီဖောအာဖာတောအိုတိုဟောအာဟာပေါ်ဦးပူမာနီဖာတိုဟာပူမောအာမာနော်အီနီမာနီဖောအာဖာတောအိုတိုဒေါ်ဦးဒူပေါ်ဦးပူမာနီဖာတိုဒူပူဆိုပြီးတော့သင်ခန်းစာလေးကဒီလောက်ပါပဲခင်ဗျာနောက်စာမျက်နှာမှာကျွန်တော်တို့ပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ